ဒီနေ့ကစားမဲ့ FIFA Club ကမ္ဘာဖလားပြိုင်ပွဲထဲမှာကျွန်တော်တို့ဒီ Real Madrid နဲ့ AE လဲ Juventus နဲ့ AE ပွဲစဉ်တို့ကိုပွဲကြိုသုံးသက်ချက်လေးတင်ဆက်ပေးပါဦးမယ်အားလုံးမင်္ဂလာပါဗျာဆိုကာတီ YouTube channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါပဲကျွန်တော်မနေ့ကဆိုရင်တော့ကျွန်တော်အင်တာမီလန်ကျွန်တော်တောက်မောင်ပေါ့နော်ကြေးမောင်ခဲ့ပေါ့နော်အသင်းကြီး2သင်းကြေးကြခဲ့ပေါ့နော်ဒီနေ့ကျွန်တော်အသင်းကြီး3သင်းလောက်ပါပါတယ်နော် Man City ပါမယ် Real ပါမယ် Juventus ပါမယ်ပေါ့နော်3သင်းရှိပါတယ်နော်ဒီသင်းတွေကကျွန်တော်ဘယ်အသင်းကြေးအောင်ရမလဲဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ဗျာကျွန်တော်ဒီနေ့ဂျာဗီနေ့အတွက်ကျွန်တော်နှစ်ပွဲရွေးချယ်ထားရပါတော့ဒီပွဲစဉ်နဲ့ကျွန်တော်မြန်မာစံတော်ကြီးတနာရီခွဲမှာကံမယ် Real နဲ့ AE တင်ပြီးရင်ကျွန်တော်9နာရီခွဲပေါ့နော်မနက်9နာရီခွဲမှာကံမယ် Juventus နဲ့ AE တို့ရဲ့ပွဲစဉ်ကိုကျွန်တော်သုံးသက်ချက်လေးနဲ့တင်ဆက်ပေးသွားပါမယ်ကျွန်တော်အရင်ဆုံးပေါ့နော် Real နဲ့ AE Real အသင်းကကျွန်တော်ပြောမယ်ဆိုရင်တော့လူစင်းပေါ့နော်လူစင်းကကျွန်တော်ဒီပြောမယ်ဆိုတိုက်စစ်မှုအမ်ဘာပေကျွန်တော်ရော်ဒီဂျာပြီးရင်ကျွန်တော်မန်ဒီပေါ့နော်ပြီးရင်ကျွန်တော်နောက်ခံကစားသမားတော်တော်များများဒဏ်ပြဿနာများနေပါနော်ဒါကြောင့်ဒီနေ့Real အနေနဲ့ကကျွန်တော်ဒီကန်နီးချိန်လောက်မှလူစင်းချက်တော့ပြန်ကြည့်ရမယ်ဗျာဘာလို့ဆိုတော့ Real ကြီးကကျွန်တော်ဒီစတေကြီးကတော့2ပလက်90ဂိုးပေါင်းစည်းမိုင်းနဲ့360ပြီးကျွန်တော်ဒီနေ့ညနေကြီးပြောင်းခဲ့တယ်ပေါ့နော်ကြီးကတော့ကျွန်တော်ညနေကြီးရဆိုရင်တော့ကျွန်တော်1မိုင်းနဲ့80နေဂိုးပေါင်းစည်း3လုံးမိုင်းနဲ့60ပဲကိုပေါင်းစည်းမပြောင်း body စည်းနည်းနည်းကျလာဒါကြောင့်ညီကိုအနေနဲ့ rebody နေမဲ့ညီကိုနည်းနည်းတော့တတိထားလိုက်မယ်ကျွန်တော် body စည်းနည်းနည်းတော့ဆင်းလာရလို့ပြောလို့ရတယ်ပြီးရင်ကျွန်တော်ဒီနှစ်သင်းကကျွန်တော်2022ပေါ့နော်ဒီကလပ်ကမ္ဘာဖလားပဲเนาะ FIFA ကလပ်ဖလားပြိုင်ဘောလုံးပွဲပေါ့เนาะဘောလုံးပွဲမှာဆိုရင်တော့ 5-3 ရလက်နဲ့ Real Madrid ကဘူဆွဲခဲ့တာပေါ့เนาะဒါကြောင့်ဒီနေ့တွေ့ဆုံမှုမှာဆိုရင်တော့ကျွန်တော်ဂိုးမြိုင်ဆိုင်နေပြပြောမယ်ဆိုရင်ကျွန်တော်အေလီတင်းရလေကျွန်တော်ဥရောပတိုက်စစ်မှုတိုက်စစ်ကစားသမားတွေတော်များများခေါ်ထားတဲ့အတွက်ကျွန်တော်အနေနဲ့ပြောမယ်ဆို Real ကိုကောင်းကောင်းလေးတော့ကစားနိုင်လိမ့်မယ်ပြီးရင်ကျွန်တော်ဒီဂိုးပေါင်းစီး3လုံးမိုင်းနဲ့60ကအေလီဘက်ကိုကျွန်တော်ဂိုးပေးထားပုံရရပြဘာလို့ဆိုရင်ကျွန်တော် formula ပေါ့เนาะ formula ဆိုရင်တော့3 plus ဆိုရင်တော့တစ်ဖက်တင်းတိတ်ဂိုးမပေးဘူးเนาะ3မိုင်းနဲ့60ကအေလီတင်းဂိုးပြန်ရနိုင်ဖို့တော့များတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ body တော့ရှောင်တင်းလိုက်တယ်ဗျာ real body တော့စိတ်မချဘူးပြောမယ်ဆိုရင်ကျွန်တော် goal ပေါ့เนาะ real matrix ဆိုရင်တော့ကျွန်တော် goal ပေါ်ပို့ကြိုက်တယ်ဘာလို့ဆိုတော့ BDDAS သွားပြီးတော့ရောက်3လုံးမိုင်းနဲ့60ရင်းပြီးတော့ကြည့်ရမယ်ဗျာကျွန်တော်4လုံးရောက်မရောက်ကတော့ဒါကြောင့်ကျွန်တော်အနေနဲ့ရွေးချက်ပေးရမယ်ဆိုရင်တော့ real matrix goal ပေါ်တော့သိကြပါတယ်เนาะပြီးကျွန်တော်မနက်9နာရီခွဲပါเนาะJuventus နဲ့ AE ပေါ့နော် Juventus ရဲ့ကျွန်တော်စတီကြီးက1ပလက်30ကိုပေါင်းသေး3လုံးမိုင်းနဲ့20ပေါ့နော်ကျွန်တော်ခုညနေကြီးပြောင်းမှာဆိုရင်တော့1မိုင်းနဲ့80ပေါ့နော် Juventus ဘက်က1လုံးမိုင်းနဲ့80ရှုံးကြီးပေးလာတယ်ကိုပေါင်းသေးက3လုံးပလက်60ကိုပေါင်းသေးကျသွားတယ်ပေါ့နော် body ဈေးကိုပေါင်းသေးနည်းနည်းလေးကျတယ်ဒါပေမဲ့ကိုပေါင်းသေးကတိတိလာလေးကျလာတယ်3မိုင်းနဲ့20ကနေ3ပလက်60ဆိုရင်ကျွန်တော်3လုံးသေး60စားမယ်ဆိုလဲဈေးပေါ့နော်ဒီဈေးရဆိုရင်ကျွန်တော်ပြောမယ်ဆိုရင်တော့ Juventus ပေါ့နော် Juventus ကျွန်တော်AE ကိုခိုးပြတ်နိုင်ဖို့တော့ခဲရင်လိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်ဂိုးပေါင်းစီး3 plus 60လောက်ဆိုရင်ပြောမှဆိုရင်ဘူကီနီနဲ့တွက်တာတော့ကျွန်တော်ဂျူပင်တက်ဘက်ကနေကျွန်တော်1စီး2စီးလောက်ပဲမျှော်တာဗျပြောမှဆိုရင်အရင်ဂိုးပြတ်နိုင်ကန်ဖို့ကတော့နည်းနည်းတော့ခဲရင်လိမ့်မယ်ဒါကြောင့်ဒီနေ့ဂျူပင်တက်ရဲ့ဈေးကိုကျွန်တော် body ဈေးတော့တိတ်တော့မကြိုက်ဘူးဗျအနေနဲ့ကကျွန်တော်ပြောမှဆိုရင်ရှုံးသွားရင်တော့ကျွန်တော်1စီးပေါ့နော်ဒီကမ်မတင်လို့ကျွန်တော် draw ကြရင်လည်းကြာသွားနိုင်ဘာလို့ဆိုတော့ကျွန်တော် Saudi Club ဖြစ်တဲ့လျောက်တော့ကျွန်တော်နည်းနည်းလေးတော့ကန်စစ်အသားပေးကစားမှဖြစ်တဲ့ကြောက်အနေနဲ့ကတော့ဂျူပင်တက်ကိုခံကန်သွားမယ်လို့ပြောလို့ရပြတော့ခံစစ်အသားပေးပြီးကစားသွားမယ်ပြောလို့ရတယ်ဂျူပီတာနေနေကကျွန်တော်နည်းနည်းတော့ဟိုပြောမယ်ဆိုရင်တော့နည်းနည်းလေးတော့ခက်ခက်ရင်ပေါ့အိမ်ကိုနိုင်ဝိုင်းလောက်ကျွန်တော်1စီးလောက်ပဲကျွန်တော်ကြိုက်တယ်ဒါကြောင့်ကျွန်တော်ဂျူပီတာနဲ့အိမ်ပွဲစီမှာဆိုရင်တော့အိမ် body ကိုကျွန်တော်ရွေးချယ်ပေးထားပဲပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะကျွန်တော်ဒီ Soccer YouTube channel ကို like and subscribe လေးနဲ့အားပေးပါပါဦးကျွန်တော်ရဲ့ဒီ comment box မှာကျွန်တော် Telegram channel linkချပေးရเนาะအဲ့မှာဆိုရင်ကျွန်တော်၄သင်းမောင်းကတ် body စိတ်ကြိုက်တပွဲကောင်းလေးအများတန်းတင်ပေးပါเนาะအဲ့ channel လေးကို join ထားပါเนาะမနေ့ကဆိုရင်ကျွန်တော်မောင်းပေါက်ပြီးတင်တာဒါပေမဲ့3သင်းအပြည့်နိုင်ပြီးတော့တတင်းနဲ့ကြာပါပြီเนาะတတင်းကလည်းကျွန်တော်ဂိုးပေါ် Z2 နဲ့ပြီးသွားလို့ပါ3လုံးတည်ရည်နဲ့နေထားရတဲ့အတွက်နောက်တစ်လုံးဆိုရင်တော့ကျွန်တော်မောင်းပေါက်ပါတယ်ဗျပြီးညီကိုအနေနဲ့ကျွန်တော်ဒီ time back ကြက်မွေလုံးနဲ့ကစားခြင်းဆိုကျွန်တော်စီမှာမွေးကြီး100ရာခိုင်နှုန်းစိတ်ရတာကစားလို့ရပါတယ်ဘောလုံးလုံးဝ limit unlimited ပေါ့နော်ညီတို့တက်စိတ်ကြိုက်မွေသွင်းပြီးတော့ကစားလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်အာမခံပေးပါတယ်ကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးအာမခံပေးရဖြစ်တဲ့အကြောင်းညီကိုအနေနဲ့ယုံကြည်စိတ်ကြိုက်တာလာကစားလို့ရပါတယ်ဗျကျွန်တော်ဒီကောက်ဖွင့်မဲ့ညီကိုတွေအတွက်ကတော့ကျွန်တော်ဒီTelegram ကျွန်တော် Viber ဖုန်းနံပါတ်လေးကျွန်တော်ချပေးထားပါတယ်เนาะဒီဖုန်းနံပါတ်လေးဆက်သက်ပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်လာရောက်ကြည့်ရှုအားပေးလို့လည်းကျေးဇူးပါတယ်ကျွန်တော်မနေ့ဖန်ကြရင်တော့ပြန်ဆောင်မယ်ဗျမနေ့ဖန်မှာလည်းကျွန်တော်ပွဲရည်စင်နေရှိပါသေးတယ်ဗျအားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါတယ်ဗျ